သမီးချက်အောက်မှာအမွှေးတွေတက်လာတယ်အဲ့ဒါဘာဖြစ်တာလဲဟင်ဘာမှဖြစ်ပါဘူးသမီးရဲ့အဲ့ဒါသမီးရဲ့မြောက်ကလေးဆံပင်ပေါက်လာတာမေမေရေသမီးမြောက်ကလေးအမွှေးပေါက်လာတာကိုလေမမကိုသွားပြောတော့မမကပြန်ပြောရသေးလားဘာပြန်ပြောတာတော့သူ့မြောက်ကလေးဆိုငှက်ပြောသီးအောင်စားတတ်နေပြီတဲ့သူ့မြောက်ကလေးဆိုငှက်ပြောသီးအောင်စားတတ်နေပြီတဲ့ခန္ဓာကိုယ်ကိုတပတ်လေးကလုံးကောင်းနေနေနေဒီလောက်ကိုရှိကိုထိုးတဲ့ပြောင်းလိုက်ပါကောင်းနေနေတာလက်ကိုလည်းပဲလို့ရပေါ်နောက်ပြီးတော့လက်ကိုပဲညမြောင်းလိုက်စားလိုက်လို့ချစ်သူရှိရာဒီဌာနရှိတို့မှန်တန်ကြပါတော့လေတစ်ခါတစ်ခေါက်ချင်းမလာရောက်ဝင်သူပါကွယ်နှစ်ခုလေရွေနဲ့နဲ့ရဲ့ပြောင်းလာညောင်းဒီမှာအလွယ်စုခုဆုံးပြောမယ်ငါနင့်ကိုရှိသည်ဆို I love you ငါသူ့ကိုသူငါကိုပေါ့သူတင်းမနင်းငါကို这没水面，咱老都信那么许了不嘞？ပြောတယ်နင်းငါကိုပြောတယ်ပေါ့နင်းဆိုတာ you နော်ပြောသည်ဆိုတာတလို့ခေါ်တယ်ငါ့ကိုပြောသည်ဆိုငါ့ကိုပြောသည်ငါဆိုတာမီပဲလေ you tell me သူငါ့ကိုပြောသည်ဆိုရင် he tell me he is 这没水面，咱老都信那么许了不嘞？ဟာလို့ပါတယ်နော်သူမပေါ့သူငါ့ကိုပြောသည်ဆိုရင်သူဆိုတာက he ဆိုတာသူပေါ့နော်သူပြောသည်ဆိုတာ tell he tell me ငါ့ကိုပြောသည်အဲ့လိုမျိုးပေါ့နော်အဲ့လိုအစားထိုးလိုက်ရုံပဲပေါ့နော်အရှိအိမ်သာနောက်အိမ်သာတောင်းအိမ်သာမြောက်အိမ်သာအိမ်သာကြီးလေးလို့ဘာလို့သိုးလာတယ်ဘာမှကြီးဖို့တို့ကြီးခင်ဗျာဒီအိမ်သာထဲမှာရှိတယ်မကောင်းသောနေနေနေရ၌အခုချုပ်သူဟဲ့တုံးတော့ဖတ်တော့ခုတော့တဲ့မကောင်းသောဒီမိသားကောင်နှုတ်သွားတော့ဟဲ့မကောင်းသောထွန်းစမ်းထွက်ဆိုတော့မိုးရရေရတာရေမန်းနဲ့မရဘူးလားရေမန်းနဲ့မရမီးမန်းနဲ့လာမှာနော်ဘောလာမလားမဟုတ်ဘူးလားအဲ့မကောင်းသောတော့နော်ငါငကတိုင်းဟာဒီအောင်မရှိတယ်ငကတိုင်းဒီလားငကတိုင်းဆောင်နေဘိုးကြီးပဲနော်အဲ့ချုပ်ဘိုးကြီးဆိုတာငါပဲနော်အဲ့တော့ငါကြည့်ပေးပါနော်ဒီငါမှမတမ်းမရှင်းတဲ့ဟာတွေနော်ချီလေးချမ်းသာလုံးဝကိုလက်မခံဘူးနော်နော်ခမင်းစားကြီးပါအကျော်ဆိုင်ပါညာအကုန်လုံးကလက်မခံဘူးနော်နောက်ပိုင်းမှာကိုเจ้าနဲ့ကိုဖြစ်လိမ့်မယ်နော်အန်တရဖြစ်မှာဆိုလို့ငါအခုစောစီပြောတာဟုတ်တယ်မလားငါမနေရတဲ့ငါလာခြင်းနဲ့နော်သူတို့ထောက်နေတာဒါပေမဲ့ငါအဆက်နွယ်ရတိုက်ချုပ်ဖို့ကငါဒီလက်ပြရှင်မဲ့အဲ့ဒါချမို့လို့ငါဒီလားနော်အကောင်လုံးခုနှစ်ရက်သားသမီးကိုကဲမယ်အကောင်လုံးကိုလာအောင်ပါနော်ဇန်ရပုံကိုယ်တွေပါလာလိုက်အောင်မယ်နော်ဒီနားမှာကြစ်တက်အောင်ကိုဖြစ်သွားမယ်这没水面，咱老都信那么许了不嘞？